အခုလက်ရှိဈေးနှုန်း330ကျော်ဝန်းကျင်မှာကင်မရာအကောင်းဆုံးဖုန်း Xiaomi 15 Alphaဘာဖြစ်လို့ဒီလိုပြောရရလဲဆိုတော့ဒီဖုန်းလောက်ကင်မရာကောင်းတာဒီဖုန်းပဲရှိတယ်ကင်မရာလေးလုံးကိုကင်မရာဘန်ထဲမှာထည့်ထားပြီးတော့အတော်လေးကိုမှလာတယ်လိုက်ကားကနေထုတ်ထားတဲ့200 megapixel Ultra telephoto ကြီးနဲ့ဆိုတော့ period စိတ်ကလေးကအစအရာဝတ္ထုသေးသေးလေးတွေအထိကြည်ကြည်လေးလေးနဲ့ရိုက်ကူးလို့ရတယ် main camera ကလည်း50 megapixel Sony LYT 912 inch sensor နဲ့ဆိုတော့စိတ်တဲ့ပုံကိုတက်တယ်လို့ရရုပ်ထက်မကောင်းပါဘူးလုံးဝကြောက်စရာမလိုဘူးဗီဒီယိုပိုင်းမှာဆိုရင်လည်း 4K ကိုမှ 120fps ရဲ့ cinematic slow motion နဲ့ရိုက်လို့ရတာကလည်းဒီဖုန်းရဲ့အားသာဆုံးချက်လို့ပြောလို့ရတယ်။ Selfie camera အနေနဲ့ကလည်း32 megapixel ထိတော့ပါသေးတယ်။ 6.73 inch W280 Plus AMOLED display နဲ့ဆိုတော့ရုပ်ထွက်ကတော့တနည်းကိုရုပ်ရှင်ထိုင်ကြည့်မယ်ဆိုရင်တော့မှတော်တော်လေးကိုမှတန်နေပြီ။ရေးဆိုရေးစိန်ခံနိုင်ဖို့အတွက်ကလည်းဒီဖုန်းမှာ IP68 ထိတော့ပါအောင်မယ်။ Xiaomi 15 Ultra က flagship ဖုန်းပေါ်ရဲ့တစ်ခုဖြစ်တဲ့အတွက်ပါဇက်ကယူသမျှ specification အကုန်ပါမယ်။အခုချိန်မှာဝယ်ယူမယ်ဆိုရင် Xiaomi ကနေပေးတဲ့ original gift အပြင်ငွေသား7သိန်းကျပ်အထိပိုင်ဆိုင်နိုင်မဲ့အခွင့်အရေးလည်းရှိသေးရမို့လို့စိတ်ဝင်စားရဆိုရင်တော့လဲတဲ့စိတ်ရင်းညီကမုံငွေတတိယထပ်မှာရှိတဲ့ရန်ကုန် White ကိုအပြည့်လေးလမ်းခဲ့လိုက်တော့နော်